အပိုင်းစနစ်ရဲ့အစမှာတော့ရှီယာကအိမ်မပျော်ဖြစ်နေခဲ့ပါတယ်ပွဲဥထွက်ကကောင်းကောင်းမွန်မွန်ပြီးသွားခဲ့ပေမဲ့အဲ့ဒီအချိန်တုန်းကမျိုးသားရှီယိုကခမီးတော်ကိုဘာကြီးပြောနေရလဲဆိုပြီးတော့စိတ်ထဲမှာဘဝင်မကျဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ဝရန်နာကနေကောင်းကင်ကြီးကိုကြည့်နေချိန်လူကက်ကရောက်လာခဲ့ပါတယ်လူကက်ကရှီယာကိုအနီးကပ်ကြည့်လိုက်ပြီးတော့ငိုနေတဲ့အရေးအယောင်မရှိပေမဲ့စိတ်တက်ကြနေတဲ့ပုံမဲလို့ပြောလိုက်ပါတယ်ကာဝဲမှာတခုဖြစ်ခဲ့တာလားဆိုပြီးတော့လူကက်ကမေးလိုက်ကရှီယာကတော့ဘာမှမဖြစ်ခဲ့ကြောင်းပြောနေခဲ့ပါတယ်အဲ့အချိန်နှလုံးကရုတ်တရက်နာလာပြီးတော့လဲကျသွားကလူကက်ကသူ့ရဲ့မှော်နဲ့ရှီယာရဲ့မှော်စွမ်းအားတွေကိုထိမ့်ပေးလိုက်ပါတယ်ရှီယာရဲ့ခံစားချက်တွေကပြင်းထန်လို့မှော်စွမ်းရည်တွေကရှန်ထွက်လာတာပဲဖြစ်ပါတယ်ဒါကြောင့်လူကက်ကနောက်နေ့တွေမှာပိုလေးကြီးရမယ်လို့ပြောပြီးအခုတော့အနားယူလိုက်ဆိုကရှီယာကိုအေးရပေါ်တင်ပေးလိုက်ပါတယ်ရှီယာလည်းလူကက်ကိုခွေးနိုင်ပါလို့ပြောပြီးဟုတ်ပါဘူးခွေးနိုင်ပါလို့ပြောပြီးအိတ်သွားပါတယ်လူကက်ကမော်စွမ်းရင်ပြန်သုံးလို့ရနေရတော့ထပ်ဖြစ်သေးတယ်ငါမရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပြောနေခဲ့ပါတယ်အဲ့အချိန်မကောင်းတဲ့ကိုဆောင်ကပေါ်လာပြီးရှီယာကိုစောင့်ရှောက်ပေးစရာအကြောင်းမရှိဘူးလို့ပြောနေပြီးတော့ကောင်းတဲ့ကိုဆောင်ကတော့တငယ်ချင်းကိုကူညီရမယ်လို့ပြောနေခဲ့ပါတယ်ကိုယ့်ရဲ့ခံစားချက်အမှန်ကိုလက်မခံဘူးလားလို့ကောင်းတဲ့ကိုဆောင်ကပြောပြီးနှစ်ယောက်သားရန်ဖြစ်နေကြပါတယ်နောက်တနေ့မနက်မှာတော့အထက်တန်းစားလူတွေကသူတို့ရဲ့ပါတီကိုမင်းသမီးလေးကိုဖိတ်ထားကြပါတယ်တငယ်ချင်းလူချင်းနဲ့ရှီယာလည်းဘရင်ကိုခွင့်တောင်းဝင်မဲ့ဘရင်ကတော့နန်းတော်ပြင်ဘက်ကိုထုတ်ခွင့်မပြုပါဘူးဘရင်ရဲ့အသွေးထဲမှာတော့ကာဝဲတုံးကမင်းသမီးလေးရဲ့ဘေးနားမှာစုပြုတ်နေတဲ့ယောက်ျားလေးတွေကိုပြန်မြင်အောင်ပြီးဒေါရထွက်နေခဲ့ပါတယ်လှေစည်းနေရင်ကလောက်ကရှီယာငငယ်တုန်းကရေထဲကိုပြုတ်ကျဘူးရဲ့နော်လို့ပြောတော့ရှီယာကတော့ရှက်လို့မမတ်မိကြည့်အောင်ဆောင်နေခဲ့ပါတယ်ရှီယာကရေထဲကကြာပန်းလေးကိုတွေ့သွားပြီးအနီးကပ်ကြည့်ချင်ကြောင်းဘရင်ကိုပြောလိုက်ပါတယ်တကယ်တော့ရှီယာကဘရင်ကိုပန်းလာလာလေးတွေကြည့်ပြီးစိတ်ကောင်းဝင်နေချိန်မှာအပြင်ထွက်ခွင့်တောင်းဆိုဖို့အကြံစီပဲဖြစ်ပါတယ်ဘရင်ကလည်းကြာပန်းလေးကိုမြှောက်လိုက်ပြီးကြာပန်းကမင်းသမီးလေးထင်တယ်လို့မဟုတ်ပဲကြောက်စရာကောင်းနေခဲ့ပါတယ်ဒါမှမဟုတ်မင်းသမီးလေးလည်းအရန်ကြောက်သွားခဲ့ပြီးတော့ဘရင်ကိုမြန်မြန်ပြစ်ထုတ်ပေးဖို့ပြောနေခဲ့ပါတယ်မင်းသမီးလေးရဲ့ခနာမငိမ့်နဲ့ကြောက်လန့်မှုကြောင့်လှေရမှောက်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာလည်းကလောက်ကရှီယာကိုကယ်တင်လိုက်ပြန်ပါတယ်ဒါကြောင့်နောက်နေ့မှာဖြောင်းချပြီးတော့နန်းတော်အပြင်ထွက်ခွင့်တောင်းဆိုဖို့မပြောနဲ့အစူပါခံလိုက်ရပါတယ်ဒီလိုနဲ့ရှီယာလည်းမိဖို့ကြောင့်နဲ့မှာလီလီကိုကူလုပ်ပေးနေခဲ့ပါတယ်လီလီကဘယ်ပါတီကိုတက်ရောက်မလဲလို့ရှီယာကိုမေးတော့ရှီယာလည်းမနေ့ကရေထဲကိုပြုတ်ကျတဲ့အကြောင်းနဲ့နန်းတော်ကနေအပြင်ထွက်ခွင့်မရတော့တာကိုပြောပြနေခဲ့ပါတယ်အဲ့အချိန်မင်းသမီးလေးကိုလိုက်ရှာနေတဲ့ဖီလစ်ကရောက်လာခဲ့ပါတယ်ဖီလစ်ကမင်းသမီးလေးရဲ့အတွက်မင်းကြီးစီကလက်ဆောင်ရောက်ထားလို့လိုက်ခဲ့ပေးပါလို့ပြောလိုက်ပါတယ်အဲ့ဒါကနှင်းစီကြိုက်တဲ့မင်းသမီးလေးအတွက်နှစ်ပေါင်းများစွာမင်းကြီးပြင်ဆင်ထားတဲ့ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်မင်းကြီးကစိတ်ကြိုက်သုံးလို့ရပါတယ်တဲ့ဥပမာပါတီပွဲကျင်းပတာလို့ပေါ့ရှီယာတငယ်ချင်းဖွဲ့ကျင်နေတာကိုမင်းကြီးကတီးနေခဲ့လို့ပဲဖြစ်ပါတယ်ဒီလိုနဲ့မင်းသမီးလေးလည်းလက်ဖေးရဲ့အခန့်ဝဲပါတီကျင်းပဖို့ခေါ်မဲ့လူတွေအတွက်ဖိတ်စာရေးနေခဲ့ပါတယ်ဂျန်နတီလည်းရှီယာရဲ့ဖိတ်ခေါ်ခြင်းကိုခံလိုက်ရပါတယ်ဂျန်နတီကအခန့်ဝဲပါတီကိုလာရင်ဘရင်နန်းဆောင်တာကိုလမ်းမပြီးတော့ရောက်သွားပါတယ်ဘရင်တို့ကလည်းဂျန်နတီကိုတွေ့သွားပြီးကလောက်ကအတင်ရဲလိုက်တဲ့မိန်းမပဲလို့ပြောလိုက်ပါတယ်ဂျန်နတီကလည်းမင်းသမီးလေးရဲ့လက်ဖေးပွဲကိုလာတဲ့အကြောင်းနဲ့နာမည်ကိုမိတ်ဆက်တဲ့အခါမှာကလောက်ကစိတ်ဝင်စားဘူးလို့ပြောလိုက်ပါတယ်မင်းကရှီယာရဲ့ဧည့်တယ်မို့ကန်ကောင်းသွားရလို့အေးဒီအဆက်စကားကိုပြောပြီးဘရင်ကထွက်သွားပါတယ်ဂျန်နတီကပပကအမှန်တရားကိုတည်သွားရင်ငါ့ကိုအေးဆက်မှာမဟုတ်ဘူးဆိုပြီးတော့စိတ်ထဲကတွေးနေပါတယ်လက်ဖေးပွဲမှာတော့အေးဆက်တဲ့မင်းကြီးကရှီယာအတွက်လှပတဲ့ဥယျာဉ်ကြီးကိုစောက်ပေးထားတာမနာလိုလိုက်တာလို့ပြောနေကြပါတယ်မင်းသမီးလေးကိုနန်သမီးလိုလှချောင်းတွေကိုဝိုင်းချီးမွမ်းပြောဆိုနေကြပါတယ်ကောင်မလေးတွေကဖီလစ်ကိုစိတ်ဝင်စားနေကြပြီးဖီလစ်ကမင်းကြီးနဲ့အတူအိုဗီလီယာကိုကယ်တင်ခဲ့တဲ့တွေးနီသူရဲကောင်းဆိုပြီးတော့ဝိုင်းကျွေနေကြပါတယ်နောက်ပြီးမင်းသမီးလေးရဲ့အနားမှာချောမောလှပါပြီးစူးရှားတဲ့အကြည့်နဲ့မှော်စရာကိုလည်းသဘောကျလိုက်တာလို့ပြောနေခဲ့ပါတယ်နောက်တစ်ယောက်ကလည်းမျိုးစားသားဖြစ်တဲ့အီချီကီဝေလို့သဘောကောင်းတဲ့လူကိုကြိုက်ကြောင်းပြောနေပါတယ်ဂျန်နတီကအီချီကီဝေနဲ့မောင်နှမတော်ကြောင့်ကောင်မလေးတွေကတီးသွားတဲ့အခါမှာတော့အီချီကီဝေအကြောင်းတွေကိုမေးနေခဲ့ပါတယ်ရှီယာလည်းခဏအကြာသူ့လိုက်မမီတဲ့စကားဝိုင်းကနေထလာပြီးမိတ်ဖွဲ့တယ်ဆိုတာပြင်ပန်းလိုက်တာလို့ညှဉ်းညူနေခဲ့ပါတယ်အဲ့ချိန်ဂျန်နတီကရှီယာနာကိုရောက်လာပြီးတော့မင်းသမီးလေးဘာဖြစ်လို့လဲဆိုပြီးတော့မေးလိုက်ပါတယ်ရှီယာလည်းပထမဆုံးမိတ်ဖွဲ့ဘူးတာမို့ဘာပြောရမှန်းမသိတာနဲ့သူ့ကိုတငယ်ချင်းမလုပ်ချင်ကြမှာကိုစိတ်ပူတယ်လို့ပြောလိုက်ပါတယ်ဂျန်နတီကတော့စိတ်မပူဖို့နဲ့မင်းသမီးလေးရဲ့တငယ်ချင်းဖြစ်ချင်မှာရဲ့လို့ပြောလိုက်ပါတယ်အိမ်ကိုလဲလာဖို့ဂျန်နတီကဖိတ်လိုက်ပြီးတော့ရှီယာလည်းလက်ခံလိုက်ပါတယ်ဒါကိုမြင်တော့ကျန်တဲ့ကောင်မလေးတွေကလည်းရောက်လာပြီးတော့မင်းသမီးလေးကိုသူတို့အိမ်ကိုလာဖို့အပြန်ဆိုင်ဖိတ်ခေါ်နေကြပါတယ်ရှီယာလည်းတငယ်ချင်းတွေကြတော့တာပျော်စရာကြီးလို့လူကက်ကိုပြောပေမဲ့လူကက်ကတော့အိပ်ပျော်နေခဲ့ပါတယ်ရှီယာလည်းကောင်မလေးတွေပြောတာကိုပြန်ကြားအောင်ပြီးတော့လူကက်ကတိချာကြည့်ရင်ချောတယ်လို့ပြောနေခဲ့ပါတယ်ဒါပေမဲ့အကျဉ်းကတော့မကောင်းဘူးလို့ပြောနေပါတယ်အဲ့ချိန်လူကက်ကနိုးလာတော့ရှီယာလည်းလမ်းသွားခဲ့ပါတယ်လူကက်ကရှီယာရဲ့ခေါင်းနာကထူးဆန်းတဲ့အရာတစ်ခုကိုလက်နဲ့ရှင်းလိုက်ပါတယ်လူကက်ကပြန်အိမ်အောင်မယ်ဆိုပြီးတော့အိတ်နေခဲ့ကစကားပြောဖို့လာတဲ့ရှီယာလည်းစိတ်တူပြီးတော့ပြန်ထွက်သွားပါတယ်တကယ်တော့ရှီယာခေါင်းနာကခုနကကတ်နေတဲ့အရာကအောက်လန်းမော်အမွေးသက်ဖြစ်ပြီးတော့ကလောက်ရဲ့ကိုယ်မှာလည်းဆွဲကတ်နေခဲ့ပါတယ်လူကက်လည်းဘယ်ရလာတဲ့မှော်လဲဆိုပြီးတော့ပြောနေခဲ့ကအပိုင်းစနစ်ကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ